ခိုးလူငယ်တယောက်ဟာရွှေရုပ်တုကိုခိုးဖို့ကြိုးစားနေတဲ့အချိန်နောက်ကနေရက်နေတဲ့မိန်းကလေးတယောက်ကသူ့ကိုယ်သူအယောင်တွေဖြန်းပြီးရုပ်တုလိုမျိုးလုံးဝငြိမ်နေလိုက်တယ်။အဲ့ဒီလူငယ်ကဒီရုပ်တုကိုလည်းကြိုက်သွားပြီးရွှေရုပ်တုလိုထင်ကသူ့ကိုအိမ်ကိုတည်သွားတယ်။တစ်ချိန်တည်းမှာပဲမိန်းကလေးကသူ့ရဲ့ရွှေလက်စွပ်ကိုလည်းခိုးလိုက်နိုင်တယ်။သူ့ကိုအိမ်ခေါ်သွားပြီးထားလိုက်တဲ့ညမှာမိန်းကလေးကထပြေးဖို့ကြိုးစားတဲ့အခါအဲ့ဒီလူငယ်ကသူ့ရဲ့ရုပ်တုတွေကိုအကာအကွယ်ပေးဖို့အလွန်တင်းကျပ်တဲ့လေစာလုံခြုံရေးစနစ်ကိုချထားတာကိုသတိထားမိတယ်။ဒါပေမဲ့ဒါကမိန်းကလေးအတွက်မခက်ခဲပါဘူး။သူကလေစာမီးတွေကိုရှောင်ရှားပြီးအခန်းကနေထွက်နိုင်ခဲ့တယ်။ဒါပေမဲ့ရုတ်တရက်အန္တရာယ်ရှိတဲ့ခွေးတစ်ကောင်သူ့ရှိကိုရောက်လာတယ်။မိန်းကလေးကအယိုးပြစ်ဟန်လုပ်ပြီးခွေးကိုလှည့်ဖျားလိုက်တယ်။ခွေးကလည်းအယိုးနောက်ကိုလိုက်ပြေးသွားတယ်။သူကလုံခြုံတစ်တာစီပြေးသွားပြီးဖွင့်ဖို့ကြိုးစားတယ်။ဒါပေမဲ့ခွေးကအချက်ပေးတံကိုချက်ချင်းဖွင့်လိုက်တယ်။မိန်းကလေးကလန့်ပြီးရုတ်တရက်ရက်လိုက်တဲ့ချမ်းသာတဲ့တခိုးကစိတ်လှုပ်ရှားသွားပြီးရုတ်တုစီပြေးလာကခွေးကိုဒေါသထွက်ပြီးစူတဲ့မိန်းကလေးကချီနှောင်ခံထားရပြီး2 ရက်လောက်အစာမစားရဘူး။ဒါပေမဲ့သူမပန်းသီးတစ်လုံးကောက်ယူဖို့ကြိုးစားတယ်။ဒါပေမဲ့အဲ့ဒီပန်းသီးကရွှေနဲ့လှုပ်ထားတာဖြစ်နေတယ်ပြီးတော့သူမစဉ်းစားလိုက်တာကငါရေတောက်လိုက်ရင်နည်းနည်းတက်တာသွားမယ်အနားမှာရှိတဲ့ရေကိုမျိုးချလိုက်တယ်။ဒါပေမဲ့ရလက်အနေနဲ့သူမစီးသွားချင်လာတယ်ချီနှောင်ခံထားရတဲ့အတွက်သူမဟာအဲ့ဒီအတိုင်းစီးသွားလိုက်ရတယ်